အားလုံးပဲမင်္ဂလာပါ Easy English မြန်မာ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီ channel မှာ grammar တွေကိုအစဉ်အတိုင်းလေ့လာရှင်တဲ့သူတွေအတွက်အဆင်ပြေအောင်ဆိုပြီးတော့မှ grammar တွေကိုအစဉ်အတိုင်းတစ်ခုချင်းသင်ကြားပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့လေ့လာမှာကတော့ verb to be မှာ present past tense future tense အဲ့ဒီပစ္စုပန်အတိတ်အနာဂတ်၃ခုထဲမှာပစ္စုပန်အတိတ်အနာဂတ်၃ခုကိုမေးခွန်းပုံစံမျိုးတွေနဲ့လေ့လာမှာဖြစ်ပါတယ်မေးခွန်းမှာလည်းပဲ negative မေးခွန်းပုံစံမျိုးတွေနဲ့လေ့လာမှာဖြစ်ပါတယ် negative မေးခွန်းဆိုတော့မဟုတ်ဘူးလားလို့ဘာသာပြန်ရတာပေါ့နော်အဲ့တော့ is or was when where ဆိုပြီးတော့မှဒီ၅လုံးနဲ့မေးခွန်းပုံစံတည်ဆောက်မှာဖြစ်ပါတယ်အဲ့တော့ negative ဆိုတော့ရှေ့က note ထည့်လိုက်လို့ရှိရင်မဟုတ်ဘူးလားဆိုပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့တော့ရှေ့ကိုဆက်ပြီးတော့မှလေ့လာကြည့်ကြမယ်ပထမဆုံး I ဆိုတာကျွန်ုပ်အဲ့တော့ဒီမှာပုံမှာတွေ့တာက pilot သူရောက်နေတဲ့နေရာက airport လေယာဉ်ကွင်းကိုရောက်နေတာเนาะ pilot ကတော့လေယာဉ်မောင်းတဲ့သူပေါ့အဲ့တော့သူ့ကိုမေးခွန်းလုပ်မယ်ဆိုလို့ရှိရင် am I not I ဆိုတော့ဘာသုံးရမလဲ am သုံးရမယ် negative ဆိုတော့ no ထည့်လိုက်မယ် am I not pilot at the airport am I not a pilot at the airport ကျွန်တော်လေဆိပ်တွင်လေယာဉ်မှူးတစ်ယောက်မဟုတ်ဘူးလားဒါကပစ္စုပန် present tense past tense ကိုကြည့်မယ် was I not a pilot at the airport အဲ့တော့ I ကအနေဖြစ်တဲ့အတွက်ကြောင့်အတိတ်မှာဘက်က was ကိုသုံးမယ်အဲ့တော့မေးခွန်းဆိုတော့ was ကိုရှေ့ထုတ်လိုက်မယ်ပြီးတော့မှ I ပြီးမှ negative ပြီးမှ pilot at the airport ဒီ I နဲ့ pilot နဲ့ကတယောက်တည်းပေါ့နော်အဲ့တော့ဘာသာပြန်တဲ့အခါကျတော့ကျွန်တော်လေဆိပ်တွင်လေယာဉ်မှုတစ်ယောက်မဟုတ်ခဲ့ဘူးလားဒီလိုဘာသာပြန်မယ်နော်သူရှာတဲ့ကိုကြည့်မယ် will I not be a pilot at the airport အဲ့တော့အနာဂတ်မှာအနေအများမရှိဘူးအနေပဲလာလာအများပဲလာလာ will be ကိုပဲသုံးတယ်အဲ့တော့ဘတ်ကိုရှေ့ကိုထုတ်လိုက်တယ်ပြီးတော့မှ I ပြီးတော့မှ negative form ပြီးတော့မှ be a pilot will I not be a pilot at the airport ကျွန်တော်လေဆိပ်တွင်လေယာဉ်မှုတစ်ယောက်မဖြစ်ဘူးလားဒီလိုဘာသာပြန်မယ်နော်အဲ့တော့ I နဲ့ပတ်သက်ပြီးတော့အလုံးနားလည်မယ်ထင်ပါတယ်ရှေ့ကိုဆက်ပြီးတော့မှကြည့်မယ် he အနေကိန်းပဲနော် he ဆိုတာက do အဲ့တော့ဒီမှာနောက်မှတွေ့ရမယ့်ဟာကဒါကဘာလဲဆိုတော့ station လို့ခေါ်တယ်ပေါ့နော် station ဆိုတာကဒီရေးစခန်းကိုပြောတာပေါ့နော်ရှေ့ကလူကကြတော့ဒီ policeman ဆိုတော့ရေးသားပေါ့သူကို negative question ဝါကြဒီဆောက်ရင်ဘယ်လိုဆောက်မလဲဆိုတော့ is he not policeman at the station အဲ့တော့ he ကအနေဖြစ်တဲ့အတွက်ကြောင့်ဘတ်သုံးတဲ့အခါမှာအနေ is ကိုပဲသုံးမယ်ပစ္စုပန်မှာအတိတ်မှာဘာသုံးမလဲအတိတ်မှာ was ကိုသုံးမယ်အနာဂတ်မှာဘာသုံးမလဲ will be သုံးမယ်အဲ့တော့ negative question ဖြစ်တဲ့အတွက်ကြောင့် not ပါလာမယ် question ဆိုတော့ verb ကိုရှေ့ကိုထုတ်မယ် is he not a policeman at this station သူရေးစခန်းတွင်ရေးသားတစ်ယောက်မဟုတ်ဘူးလားဒီလိုဘာသာပြင်မယ်နော် negative ဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးလားလို့ဘာသာပြင်မယ်ဒါက present tense past tense ကိုကြည့်ပါမယ် was he not a policeman at the station သူရေးစခန်းတွင်ရေးသားတစ်ယောက်မဟုတ်ခဲ့ဘူးလားအတိတ်ဆိုတော့ was နဲ့သုံးမယ်နော်အနေဖြစ်တဲ့အတွက်ကြောင့် was အများဆိုရင် will နဲ့သုံးမယ်အဲ့တော့ negative question ဆိုတော့ negative ဆိုတော့ no ထည့်မယ် question ဆိုတော့ verb ကိုရှေ့ကိုထုတ်လိုက်မယ်အဲ့တော့နောက်တစ်ခုကြည့်မယ် future tense will he not be a policeman at the station သူရေးစခန်းတော့ရေးသားတရားမဖြစ်ဘူးလားမဖြစ်လိမ့်မည်မဟုတ်ဘူးလားအဲ့လိုမျိုးဘာသာပြန်လဲရတယ်ပေါ့နော်မဖြစ်ဘူးလားဆိုရင်ရပါပြီ future tense ဆိုတော့ will be အနေအများမရှိတဲ့အတွက်ကြောင့် will be ကိုပဲသုံးမယ် negative ဆိုတော့ no ထည့်မယ် question ဆိုတော့ verb ကိုရှေ့ကိုထုတ်လိုက်မယ် will he not be a policeman at the station သူရေးစခန်းတော့ရေးသားတရားမဖြစ်ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့နော်အဲ့တော့ရှေ့ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဒီမှာတွေ့လားဒါက nas သူနာပြုတွေပေါ့လေသူနာပြုလေးပေါ့သူ့ကို pronoun သုံးတဲ့ခါကျတော့ she လို့သုံးတယ် she ဆိုတော့သူမပေါ့အဲ့တော့ဒီနေရာကဗာနေရာလဲဆိုလို့ရှိရင် clinic ဆိုတာကဆေးခန်းကိုပြောတာပေါ့နော်ပုဂ္ဂလိကဆေးခန်းတွေကိုပြောတာဆေးရုံဆိုလို့ရှိရင်တော့ hospital ပေါ့ဒါကပုဂ္ဂလိကဆေးခန်းဖြစ်တဲ့အတွက်ကြောင့် clinic လို့သုံးမယ်ဒီဟာက nurse သူနာပြုသူ့ကို pronoun သုံးတဲ့အခါကျတော့ she လို့သုံးမယ် she ဆိုတော့အနေဖြစ်တဲ့အတွက်ကြောင့် is ကိုသုံးမယ် negative ဆိုတော့ no ထည့်မယ်
သူနာပြုဆိုတော့ anas ပေါ့အဲ့တော့ဝါကျတိဆောက်လိုက်တဲ့အခါကျတော့ negative question ဖြစ်တဲ့အတွက်ကြောင့် question ဆိုလို့ရှိရင် back ကိုရှေ့ကိုထုတ်မယ်အဲ့တော့ negative ဖြစ်တဲ့ကြောင့် no ကိုထည့်မယ် is she not a nurse at the clinic သူမကစေကန်းတွင်သူနာပြုတယောက်မဟုတ်ဘူးလားအဲ့လိုဘာသာပြန်မယ်ပေါ့နော် negative ဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးလားလို့ပြန်တာပေါ့ is she not a nurse at the clinic သူမစေကန်းတွင်သူနာပြုတယောက်မဟုတ်ဘူးလားအောက်ကိုဆက်ကြည့်မယ် past tense ကိုကြည့်မယ် past tense မှာအနေက was အများက were အဲ့တော့ she ကသူမဆိုတော့အနေဖြစ်တဲ့အတွက်ကြောင့် was ကိုသုံးမယ် was she not a nurse at the clinic သူမစေကန်းတွင်သူနာပြုတယောက်မဟုတ်သေးဘူးလားဒီလိုဘာသာပြန်မယ် future tense ကိုကြည့်မယ် future tense မှာအနေလည်းပဲဝယ်ပြီးအများလည်းပဲဝယ်ပြီးဆိုတော့ will she not be a nurse at the clinic သူမစေကန်းတွင်သူနာပြုတယောက်မဖြစ်ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့နော်အဲ့တော့နားလည်မိထင်ပါတယ်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်ယုံကိုအင်္ဂလိပ်လို rabbit လို့ခေါ်တယ်သူရှိနေတဲ့နေရာကဥယျာဉ်ထဲမှာဖြစ်တဲ့ကြောင့်ဥယျာဉ်ကို garden လို့ခေါ်တယ်အဲ့တော့ယုံကိုကြတော့pronoun အနေနဲ့နာမ်စားသုံးတဲ့အခါမှာ it နဲ့သုံးပါတယ်အဲ့တော့ဝါကျတိဆောက်ကြည့်မယ် it ကလည်းပဲအနေဖြစ်တဲ့အတွက်ကြောင့် is ကိုသုံးမယ်အများဆိုလို့ရှိရင် are ကိုသုံးမယ်ဒီနေရာမှာအနေဆိုတော့ is ကိုသုံးမယ်ဘယ်အနေနဲ့ negative ဆိုတော့ not ထည့်မယ်အဲ့တော့မဟုတ်ဝါကျဖြစ်တဲ့ negative question တိဆောက်တဲ့အခါမှာဘယ်လိုတိဆောက်မလဲဆိုတော့ is it not a rabbit in the garden it ကိုဘာသာပြန်တဲ့အခါ၎င်းကိုဘာသာပြန်တယ်ပေါ့နော်၎င်းကဥယျာဉ်ထဲမှာဥယျာဉ်ထဲတွင်တိတ်တယ်လို့ပြန်လို့ရတယ်ပေါ့နော် a rabbit ဆိုတော့ယုံတကောင်မဟုတ်ဘူးလားဒီလိုဘာသာပြန်မယ် is it not a rabbit in the garden ၎င်းကဥယျာဉ်ထဲတွင်ယုံတကောင်မဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်ဒါက present tense past tense ကိုကြည့်ပါမယ် past tense မှာအနေဆိုရင် was အများဆိုရင် were အဲ့တော့ဒီနေရာမှာ it ဆိုတော့အနေဖြစ်တဲ့အတွက်ကြောင့် was ကိုသုံးမယ် was it not a rabbit in the garden ၎င်းကဥယျာဉ်ထဲတွင်ယုံတကောင်မဟုတ်ခဲ့ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့နော်အဲ့တော့ future tense ကိုကြည့်မယ် future tense မှာအနေလည်းပဲဝယ်ပြီးအများလည်းပဲဝယ်ပြီး negative ဆိုတော့ no ထည့်မယ်အဲ့တော့ question ဆိုတော့ back ကိုရှေ့ကိုထုတ်လိုက်မယ် would it not be a rabbit in the garden ၎င်းကဥယျာဉ်ထဲတွင်ယုံတကောင်မဖြစ်ဘူးလားအဲ့လိုဘာသာပြန်မယ်ပေါ့နော်နားလည်မယ်ထင်ပါတယ်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်ဒီမှာထိုင်နေတာကမိန်းကလေးတယောက်သူ့ရဲ့နာမည်ကစုစုလို့ခေါ်တယ်ပေါ့နော်အဲ့တော့သူကဘာလဲဆိုတော့စာရေးနေတယ်ဆိုတော့သူကစာရေးဆရာမပေါ့နော်ဘယ်နေရာမှာရေးနေရလဲဆိုတော့ရုံးခန်းထဲမှာပေါ့ရုံးခန်းကို office လို့ခေါ်တယ်စာရေးဆရာမကို writer လို့ခေါ်တယ်အဲ့တော့သူ့ရဲ့နာမည်ကစုစုအဲ့တော့သူကိုစာရေးဆရာမတယောက်မဟုတ်ဘူးလားဆိုတော့ negative ဝါကျတိဆောက်ကြည့်မယ်ဘယ်လိုတိဆောက်လဲဆိုတာကြည့်အောင်စုစုကတယောက်တည်းဆိုတော့အနေဆိုတော့ဘယ်သုံးတဲ့အခါမှာ is ကိုသုံးမယ်အများဆိုရင် are ကိုသုံးမယ်ပေါ့အဲ့တော့ negative ဆိုတော့ no ပါမယ် question လုပ်တဲ့အခါကျတော့ is ကိုရှေ့ကိုထုတ်လိုက်မယ် back ကိုရှေ့ကိုထုတ်လိုက်မယ်အဲ့တော့ is Susu not a writer in the office စုစုကရုံးတွင်တဲ့စာရေးဆရာမတယောက်မဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်စုစုကရုံးတွင်စာရေးဆရာမတယောက်မဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့နော်ဒါက present tense past tense ကိုကြည့်မယ် was Susu not a writer in the office စုစုကရုံးတွင်စာရေးဆရာမတယောက်မဟုတ်ခဲ့ဘူးလားအဲ့တော့ past tense မှာကြတော့အနေက was အများက were အဲ့တော့ဒီနေရာမှာစုစုကတယောက်တည်းဆိုတော့ was ကိုသုံးမယ်အဲ့တော့ question လုပ်တဲ့အခါကျတော့ back ကိုရှေ့ကိုထုတ်လိုက်တော့ was Susu not a writer in the office ဒီမှာဖြစ်သွားတာပေါ့နော်ဘာသာပြန်တဲ့အခါကျတော့စုစုကရုံးတွင်စာရေးဆရာမတယောက်မဟုတ်ခဲ့ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့ရှေ့ကိုဆက်ကြည့်မယ် future tense ကြတော့ future မှာအနေအများမရှိဘူးအနေအများနှစ်ခုလုံးကဝယ်ပြီးပဲဝယ်ပြီးဆိုတော့စုစုကတယောက်တည်းဆိုလည်းပဲဝယ်ပြီးအဲ့တော့ question ဆိုတော့ where ကိုရှေ့ကိုထုတ်လိုက်တယ် where Susu not be a writer in the office စုစုကရုံးတွင်စာရေးဆရာမတယောက်မဖြစ်ဘူးလားဖြစ်လိမ့်မည်မဟုတ်ဘူးလားဒီလိုဘာသာပြန်နေရတယ်ပေါ့နော်စုစုကလည်းပဲအနေဆိုတော့အနေကိုဘယ်လိုရေးလဲဆိုတာလည်းပဲနားလည်မယ်ထင်ပါတယ်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ် we ဆိုတော့ကျွန်ုပ်တို့ဆိုတော့အများဖြစ်သွားပြီပေါ့ pronoun အများဖြစ်သွားပြီအဲ့တော့ဒီနေရာမှာဘာနေရာလဲဆိုတော့ ban ဆိုတာ ty ပေါ့လေနော်အဲ့တော့ဒီလူတွေကဘယ်သူတွေလဲဆိုလို့ရှိရင်
ဂီတသမားတွေပေါ့ဂီတသမားတွေကို musician လို့ခေါ်တယ်အဲ့တော့ ty ကို band လို့သုံးပါတယ်ဒီဂီတပညာရှင်တွေကိုကြတော့ musician လို့သုံးပါတယ်ဒီနေရာမှာကိုပါနေတဲ့အတွက်ကြောင့်ကျွန်တော်တို့လို့သုံးတာပေါ့လေနော်အဲ့တော့ဝက်ချက်တိဆောက်တဲ့ခါမှာဘယ်လိုတိဆောက်လဲကြည့်မယ်အဲ့တော့ကျွန်တော်တို့ဆိုတော့ we ဆိုတော့အများဆိုတော့ဘတ်သုံးတဲ့အခါမှာ r ကိုသုံးမယ်အနေတုံးက is ကိုသုံးခဲ့တယ်အဲ့တော့ negative ဆိုတော့ no ပါမယ် question ဆိုတော့ဘတ်ကိုရှေ့ကိုထုတ်လိုက်မယ်အဲ့တော့ are we not musicians အများနော်ဂီတသမားတွေအများကြီးဖြစ်တဲ့အတွက်ကြောင့် musicians in the band ကျွန်ုပ်တို့ ty တွင်ဂီတသမားများမဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့ကျွန်ုပ်တို့ ty တွင်ဂီတသမားများမဟုတ်ဘူးလားအဲ့လိုဘာသာပြန်မယ်ပေါ့ဒါက present tense past tense ကိုကြည့်မယ်အတိုက်မှာကြတော့အနေအများအနေဆိုရင် was အများဆိုရင် were အဲ့တော့ဒီနေရာမှာ we ကျွန်ုပ်တို့ဆိုတော့အများဆိုတော့ we ကိုသုံးမယ် negative က not အဲ့တော့ sentence တိဆောက်တဲ့အခါကျတော့ were we not musician in the band ကျွန်ုပ်တို့ ty တွင်ဂီတသမားများမဟုတ်ခဲ့ဘူးလားဒီလိုဘာသာမြင်မယ်ပေါ့ကျွန်ုပ်တို့ ty တွင်ဂီတသမားများမဟုတ်ခဲ့ဘူးလားဒီလိုဘာသာပြန်မယ်အဲ့တော့ future tense မှာအနေလေးပဲဝယ်ပြီးအများလေးပဲဝယ်ပြီးဆိုတော့ဝယ်ပြီးကိုပဲသုံးမယ် were we not be musicians in the band ကျွန်ုပ်တို့ ty တွင်ဂီတသမားများမဖြစ်ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့ဖြစ်လိမ့်မည်မဟုတ်ဘူးလားဒီလိုဘာသာပြန်လဲရတယ်ပေါ့နော်အဲ့တော့ we ဆိုပြီးတော့မှအများနဲ့ရေးတာကိုလည်းပဲသဘောပေါက်မယ်ထင်ပါတယ်ရှေ့ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဒီနေရာက kitchens မိဖို့ခန်းပေါ့နော်အဲ့တော့ရှက်နေတဲ့လူက cook စဖို့မှုပေါ့နော် cook စဖို့မှုတယောက် across စဖို့မှုတယောက်ဒီလိုသုံးမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတယောက်တည်းဖြစ်တဲ့အတွက်ကြောင့် article a ကိုထည့်မယ်ပေါ့ you လို့သူ့ကို pronoun သုံးတဲ့အခါကျတော့ you လို့သုံးတယ်ပေါ့နော် then ဒါပေမဲ့ဒီနေရာမှာ singular အနေခင်းကိုသုံးမယ်တယောက်တည်းဖြစ်လို့အနေခင်းကိုသုံးမယ်အဲ့တော့ sentence ဘယ်လိုတိဆောက်လဲဆိုတာကြည့်လိုက်အောင်တယောက်တည်း you ဆိုတော့ you ကအနေပဲဖြစ်ဖြစ်အများပဲဖြစ်ဖြစ်သုံးတဲ့အခါကျလို့ရှိရင်ဘတ်သုံးတဲ့အခါကျရင်အများကိုသုံးရတယ်အဲ့တော့ဒီနေရာမှာတယောက်တည်းအနေဆိုပေမဲ့ဘတ်သုံးတဲ့အခါမှာ present tense မှာ r ကိုသုံးမယ် past tense မှာ were ကိုသုံးမယ်သူရှာမှာတော့အနေလေးပဲဝယ်ပြီးအများလေးပဲဝယ်ပြီးအဲ့တော့အနေအများပါကိုကြည့်မလဲဆိုတော့ဒီ across ဆိုတဲ့ a ဆိုတဲ့ article ကိုကြည့်မယ်တကယ်လို့ဒီနေရာမှာအများကိုသုံးချင်တယ်ဆိုလို့ရှိရင် course နောက်ကဒီ course ကအများပြောသွားမှာပေါ့နော် a မပါတော့ဘူးပေါ့အဲ့တော့ sentence တိဆောက်ကြည့်မယ် are you not caught in the kitchen တန်ကမိဖို့ခန်းတွင်စဖို့မှုတယောက်မဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်တန်ကမိဖို့ခန်းတွင်စဖို့မှုတယောက်မဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့ဒါက present tense past tense ကိုကြည့်မယ် were you not caught in the kitchen တန်ကမိဖို့ခန်းမှာစဖို့မှုတယောက်မဟုတ်ခဲ့ဘူးလားတိတ်ဆိုတော့မဟုတ်ခဲ့ဘူးလားဒီလိုဘာသာပြန်မယ်သူရှာတန်းကိုကြည့်မယ် were you not be caught in the kitchen တန်ကမိဖို့ခန်းတွင်စဖို့မှုတယောက်မဖြစ်ဘူးလားဖြစ်လိမ့်မည်မဟုတ်ဘူးလားဒီလိုဘာသာပြန်လဲရတယ်ပေါ့နော်အင်္ဂလိပ်စာကိုမြန်မာလိုပြန်တဲ့အခါကျတော့ဖြစ်လိမ့်မည်မဟုတ်ဘူးလားဆိုတော့ပို့ပြီးတော့မှရှုပ်သွားတာပေါ့မဖြစ်ဘူးလားဆိုတော့လည်းပြီးတာပါပဲနော်present tense ကိုပြင်ရင်မဟုတ်ဘူးလားလို့ပြန်လိုက်ပေါ့အဲ့တော့ future tense ကိုပြန်တဲ့အခါမှာမဖြစ်ဘူးလားလို့ပြန်လိုက်ပေါ့နော် you အနေကင်းကိုဘယ်လိုရေးလဲဆိုတာနားလည်မယ်ထင်ပါတယ်ရှေ့ကိုဆက်ပြီးလေ့လာကြည့်မယ်ဒီတစ်ခေါက်လေးပဲ you ပဲဒါပေမဲ့ဒီတစ်ခေါက် you က plural အများကြီးကိုသုံးမယ်အဲ့တော့ဒီနေရာမှာဒီအခန်းကိုဘာအခန်းလို့ခေါ်လဲဆိုလို့ရှိရင်အနုပညာပြခန်းလို့ခေါ်တယ်အနုပညာပြခန်းကိုအင်္ဂလိပ်လို gallery ပုံနဲ့မှာလည်းပဲပါတယ်လေ gallery ဆိုပြီးတော့မှအဲ့တော့ဒီနေရာမှာစူးဝေးနေတဲ့လူတွေကြတော့အနုပညာရှင်တွေပေါ့နော်အဲ့ဒီအနုပညာရှင်တွေကိုကြတော့အနုပညာကိုကြတော့ art လို့သုံးတယ်အဲ့တော့အနုပညာရှင်တွေအများကြီးဆိုတော့ artist အဲ့လိုသုံးမယ်ပေါ့
အဲ့တော့တကယ်လို့အတန်ထွက်တယ်ပါတယ်ကိုတန်တရားတယ်ပါတယ်ရှိတယ်ဆိုရင်ဗီဒီယိုထဲမှာကိုယ်တိုင်အတန်ထွက်နှာထောင်ကြည့်ပါဒါကပို့ပြီးတော့မှနီးစက်တာကိုရပါလိမ့်မယ် artist လို့သုံးပါမယ်အဲ့တော့ artist ဆိုတာကအနုပညာရှင်တွေကိုပြောတာပါဒီအခန်းကျတော့အနုပညာပြခန်းဖြစ်တဲ့အတွက်ကြောင့် gallery လို့ခေါ်ပါတယ်ဖုန်းတွေထဲမှာလည်းပဲပါတဲ့ gallery နဲ့အတူတူပါပဲခင်ဗျာအဲ့တော့ဒီနေရာမှာ you လို့သုံးတယ်ဒါပေမဲ့ဒီနေရာမှာ plural အများကြီးကိုသုံးမှာဖြစ်ပါတယ်စံနဲ့ဘယ်လိုတိစောက်မလဲဆိုတာကြည့်လိုက်အောင်အဲ့တော့ you ဆိုတော့အနေကင်းလေးပဲအနေနဲ့သုံးလေးပဲဘယ်သုံးတဲ့အခါမှာအများနဲ့သုံးရပါတယ်အများနဲ့သုံးလေးပဲဘယ်သုံးတဲ့အခါမှာအများနဲ့သုံးရတယ်အဲ့တော့အနေ present tense မှာအနေဆိုရင် is အများဆိုရင် are ဒီနေရာမှာ you ကအနေလေးပဲအများနဲ့သုံးအများလေးပဲအများနဲ့သုံးဆိုတော့ are နဲ့သုံးပါမယ်အဲ့တော့ past tense မှာကြတော့ will နဲ့သုံးပါမယ် future tense မှာကြတော့အနေလေးပဲဝယ်ပြီးအများလေးပဲဝယ်ပြီးအဲ့တော့ what ကြတိစောက်တဲ့အခါကျတော့ question ဆိုတော့ back ကိုရှေ့ကိုထုတ်လိုက်တယ်အဲ့တော့ what ကြတိစောက်ကြည့်မယ် are you not artist in the gallery ဘာသာပြန်တဲ့အခါကျတော့နင်တို့ကလည်းအနုပညာပြခန်းတွင်အနုပညာရှင်များမဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့အဲ့တော့ဒီနေရာမှာအများလို့ဘာကြောင့်သိရလဲဆိုတော့ဒီ artist အဲ့ဒီမှာအများဆိုတာသိတယ်ပေါ့နော်အနေဆိုလို့ရှိရင်အားဆိုတော့ article အနေနဲ့ an လို့ပါမှာပေါ့နော်အဲ့တော့ဒီနေရာမှာအများဆိုတော့ artist အဲ့လိုသုံးမယ်ပေါ့အဲ့တော့ past tense ကိုကြည့်မယ် were you not artist in the gallery တန်တော့အနုပညာပြခန်းတွင်အနုပညာရှင်များမဟုတ်ခဲ့ဘူးလား past tense ဆိုတော့ခဲ့ဘူးလားဒီလိုဘာသာပြန်မယ်ပေါ့နော်ပြီးတော့ future tense အနာဂတ်ကိုကြည့်မယ်အနာဂတ်မှာအနေလေးပဲဝယ်ပြီးအများလေးပဲဝယ်ပြီး were you not be artist in the gallery တန်တော့အနုပညာပြခန်းတွင်အနုပညာရှင်များမဖြစ်ဘူးလားဖြစ်လိမ့်မည်မဟုတ်ဘူးလားဒီလိုဘာသာပြန်ပါမယ်အဲ့တော့ you အများနဲ့ဘယ်လိုရေးလဲဆိုတာနားလေသဘောပေါက်မိထင်ပါတယ်ရှေ့ကိုဆက်ပြီးလေ့လာကြည့်အောင် they သူတို့ they ဆိုတော့အများပေါ့နော်အဲ့တော့ဒီနေရာမှာဒီလူတွေကဘာလူတွေလဲဆိုတော့ soldiers လို့ခေါ်တယ်ပေါ့နော်စစ်သားတွေပေါ့အဲ့တော့အလူရှိတဲ့နေရာကဘယ်နေရာလဲဆိုတော့ army စစ်တပ်ထဲမှာရှိတာပေါ့အဲ့တော့ဒီလူတွေက soldiers စစ်သားများပေါ့နော်အဲ့သူတို့ကဘယ်မှာရှိရလဲဆိုတော့ army စစ်တပ်ထဲမှာရှိတာပေါ့သူတို့ဆိုပြီးတော့မှသုံးပြီးတော့မှစံနဲ့တိဆောက်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုတိဆောက်လဲဆိုတာကြည့်လိုက်ရအောင် are they not soldiers in the army they ဆိုတော့အများဆိုတော့ are ကိုသုံးမယ်အနေဆိုရင် is ကိုသုံးမယ်အဲ့တော့နောက်က soldiers ကလည်းအများဖြစ်သွားမယ်ပေါ့နော်အဲ့တော့ what ကြတိဆောက်တဲ့အခါမှာ question ဆိုတော့ back ကိုရှေ့ပေါ်ထားလိုက်တယ် are they not soldiers in the army သူတို့ဒီတဲ့စစ်တပ်တွင်စစ်သားများမဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်ဒါက present tense past tense ကိုကြည့်မယ် were they not soldiers in the army သူတို့ကစစ်တပ်တွင်စစ်သားများမဟုတ်ခဲ့ဘူးလားအတိတ်ဆိုတော့မဟုတ်ခဲ့ဘူးလားဒီလိုဘာသာပြန်မယ်အဲ့တော့ future tense ကိုကြည့်မယ် future မှာအနေလေးပဲဝယ်ပြီးအများလေးပဲဝယ်ပြီးအဲ့တော့ were they not be soldiers in the army သူတို့လက်စစ်တပ်ထဲမှာလက်စစ်သားများဖြစ်လိမ့်မည်မဟုတ်ဘူးလားမဖြစ်ဘူးလားအဲ့လိုဘာသာပြန်ပါမယ်ဒေကိုစံနံဘလို့တိဆောက်လဲဆိုတာနားလေသဘောပေါက်မိထင်ပါတယ်ရှေ့ကိုဆက်ပြီးကြည့်လိုက်အောင်ဒီမှာကောင်လေးတွေပေါ့ကောင်လေးတွေဆိုတော့ boys အများပေါ့နော်ဒီလူငယ်တွေကဘယ်သူတွေလဲဆိုတော့ကန်းထောက်လူငယ်တွေပေါ့လေကန်းထောက်လူငယ်တွေကအဲ့ဒီကန်းထောက်လူငယ်တွေကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတော့ scout လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူတို့ရှိနေတဲ့နေရာကကျတော့သူတို့ကန်းစခန်းတွေရှိတယ်ပေါ့ဒီစခန်းလေးတွေကကန်းစခန်းလေးတွေဖြစ်တယ်အဲ့ဒီဟာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုတော့ camp လို့ခေါ်တယ်ပေါ့နော် camp အဲ့ဒါစခန်းတွေပေါ့ဒီကန်းစခန်းလေးတွေကိုခေါ်တာပေါ့နော်အဲ့တော့ဒီလူငယ်တွေက scout ဆိုတော့ကန်းထောက်လူငယ်လေးတွေပေါ့အဲ့ဒါကိုဝကြဘယ်လိုတိဆောက်လဲဆိုတာကိုကြည့်ရအောင် boy ဆိုတဲ့အများကိန်းနဲ့တိဆောက်ကြည့်မယ် boy ဆိုတော့အများဆိုတော့ are ကိုသုံးမယ်အနေဆိုတော့ is ကိုသုံးမယ် negative ဆိုတော့ not question လုံးမယ်ဆိုတော့ back ကိုရှေ့ကိုရွှေ့လိုက်အဲ့ဒါဆိုရင်နောက်က boys ကကောင်လေးတဲ့အများဆိုတော့ scout ဆိုတဲ့ကန်းထောက်လူငယ်တွေကလည်းပဲအများဖြစ်သွားမယ်ပေါ့နော်အဲ့တော့ boys တို့ဒီ scout နဲ့အတူတူပဲဖြစ်ပါတယ် can ဆိုတာကတော့ can စကန်ပေါ့လေနော်
အဲ့တော့ဝါကြတိဆောက်တဲ့အခါမှာ are boys not scout in the camp ကောင်းလေးများကစခန်းတွင်ကန်းထောက်များမဟုတ်ဘူးလားဒီလိုဘာသာပြင်မယ်ဒါက present tense past tense ကကြတော့ were boys not scout in the camp ကောင်းလေးများကစခန်းမှာကန်းထောက်များမဟုတ်ခဲ့ဘူးလားဒီလိုဘာသာပြင်မယ် future tense ကိုကြည့်မယ် were boys not be scout in the camp ကောင်းလေးများကစခန်းတွင်ကန်းထောက်များမဖြစ်ဘူးလားဖြစ်လိမ့်မည်မဟုတ်ဘူးလားဒီလိုဘာသာပြန်မယ်ဘာလို့အမြင်ဆိုပြသွားလဲဆိုတော့ဝါကြတိဆောက်တက်ပြီးထင်လို့အမြင်ဆိုပြသွားတာဖြစ်ပါတယ်ဘာကြောင့်ဒီနန်းစားတွေကိုတစ်လုံးရှင်းအကုန်လုံးကိုဝါကြတိဆောက်ပြနေတာလဲဆိုတော့ vocabulary အသစ်တွေလည်းပဲသိအောင်ဖြစ်တဲ့အတွက်ကြောင့်ပြီးလို့ရှိရင်ဘာလာလို့ရှိရင်ဘယ် pronoun လာလို့ရှိရင်ဘယ်ဘက်ကိုသုံးရတယ်ဆိုတာကို auto သိသွားအောင်လို့တစ်ကြောင်းချင်းစီတိဆောက်ပြနေတာဖြစ်ပါတယ်အဲ့တော့အားလုံးနားလည်တဲ့ဟိုပေါင်းမယ်ထင်ပါတယ်channel ကို subscribe မလုပ်ရသေးရင်လည်းပဲလုပ်ထားခဲ့ဖို့တောင်းဆိုပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ